လူကိုလူလို့လေးစားတတ်ပါစေမိသက်ကိုအမေနဲ့မောင်ဖြစ်သူကလုံးဝကြည့်မရဘူးအမြဲလက်ပါတယ်အော်ဟစ်ဆဲဆိုတယ်မိသက်တယောက်လောကကြီးမှာနေလို့စိတ်မရှိတော့ပါနေ့ရက်တိုင်းဟာစူပူမှန်မဲတန်စိတ်မောပြစ်တင်တဲ့တို့သာကြားနေရတယ်ဘာလို့အကောင်းမထင်မှတော့ကိုလုံနေတာတွေမှန်လားမှားလားတော့မသိခြင်းစေတနာကိုဝေဒနာထင်ခံရတာတွေများတော့အန်လဲတူနေပါပြီကိုဘလောက်ပဲပင်မဲ့နောက်ဆုံးမှာကိုအသုံးမကျတာကြီးကြားနေရတာအရေးထူနေပါပြီတခါတလေတော့လဲမရှိတော့တဲ့ဖေကိုလွမ်းရင်ဖေရှိရင်တိတ်ကောင်းမှာပဲလို့ခဏတွေးမိတယ်မိသက်ရဲ့ဖေဟာနူးညံ့နေစိတ်စေတနာကောင်းတယ်အနေအေးတယ်မိသက်ကိုပြစ်တင်ခြင်းအလင်းမရှိနီးလန်းမှန်ကိုသာလေးပြေးလေးနဲ့စုံဆုံးမတတ်တယ်မိသက်မေနဲ့တော့အင်မတန်ကွာပါမေကစကားပြောရင်မလုတ်တလုံးနဲ့ရှင်းအောင်မပြောခိုင်းလိုက်တာလဲလွန်ရောအမေစိတ်တိုင်းကြလှုပ်ပေးနေရင်တခုခုမှားလို့ရတော့ကိုနက်ကမထွက်တဲ့အတန်ဟာကြဲလောင်လို့တားလို့သူကိုကြတအားလို့လိုက်တာတားထီဓာကြီးဆိုတာအမေတားလို့သူကတခါလောက်ကောင်းပြလိုက်အမေမှကြွားမဆုံးမိသက်ရဲ့မောင်ဖိုးမောင်ဆိုတာကအမေလိုပျော်တီပျော်ညက်ဘာလုံးမှလည်းကြောမတင်ဘူးတက်စီဆွဲဖို့ကားစာပေးထားလဲသူမှစီစေးကြီးလို့မကတ်ရတာကတစ်မျိုးလူမရဲ့မှာပူရတာကတဖုံဘိုင်အောင်လို့တက်စီမဆွဲနိုင်ပါဘူးဆိုတာကလည်းပါသေးဟိုတလောကလည်းသူ့ချစ်သူကောင်းမလေးကိုအိမ်ပေါ်ခေါ်တင်လာတယ်လေတိတ်မကြပါဘူးဟိုကဘိုက်ကလေးပူလို့အထုံနဲ့အထင်းနဲ့မိသားစုအတွက်ဈေးသွားချက်ပြုတ်ရတာလေမိသက်အမေဆက်ဆိုင်လေးမှာဝင်ကူချုပ်ရတာလေမိသက်ဝင်ငွေရဖို့ရထားတဲ့ဘွယ်လေးနဲ့ပုဂ္ဂလိကကျောင်းလေးတစ်ကျောင်းမှာရုံးပိုင်းဝင်လို့ရသေးတယ်မိသက်လေးတခါပင်ပန်းလွန်းလို့အောင်ငိုလိုက်ချင်တာပဲသိတယ်မိသက်ကိုအမေနဲ့မောင်ကကြည့်မရဘူးနင်ကနင်းလာစာကိုနစ်ဘာသာသုံးနေတဲ့မိသက်မှာကို့ဘာသာကိုဝင်ငွေရှာသုံးနေတာတောင်အပြောခံရတဲ့ဘဝခင်မွန်းတဲ့ဆုံးသွားလို့လူမမက်ကလေးလေးကြံနေခဲ့တာမို့သူ့ပညာရေးကလည်းရှိသေးတယ်လေမိသက်လည်းတမိသားစုလုံးအတွက်ဈေးဝယ်တဲ့အခါဈေးဖို့စိုက်ပါတယ်အကုန်တော့မပေးနိုင်ဘူးပေါ့ဒါပေမဲ့အမေအပြောကတော့မလွတ်ပါဘူးဒီကြားထဲရောက်မှမွေးလာမဲ့ကလေးကလည်းမိသက်အတွက်စိတ်ရှုပ်เสียအမေကထုံးစံအတိုင်းငါသားမွေးလာမှာကတားလိမ့်မှာလေနေသမီးလိုပြန်မပြောနားမထောင်မဟုတ်ဘူးတဲ့စိတ်တည်ညစ်တယ်ဆိုတာပြောမကုန်ဘူးကိုယ်တိုင်ငယ်ကနှိုင်းရှင်ခံလာရသလိုခုကိုသမီးပါနှိုင်းခံနေရတယ်မောင်လို့သူဖိုးမောင်ကအမမကောင်းကြောင်တရက်ကွက်လုံးပတ်ပြောတာမိသက်အလှမိသက်အရွယ်နဲ့လက်ကမ်းစင်သူတွေကိုလည်းဖိုးမောင်ကကြည့်မရနင်ကြက်တတိထားငါမပြောချင်ဘူးတဲ့မိသက်လည်းတခါမှသစိမ်းယောက်ျားလေးအပေါ်မဆွဲဆောင်မိပါ
မောင်လေးတယောက်ပဲရှိပါတယ်ထိကနဲရှိလက်ပါတာမိသက်မျက်နှာမှာသူ့ထိုးကြိတ်ထားလို့ဖူးရောင်တာနှစ်ခါတခါကသူ့ကိုဆုံးမမိလို့နောက်တစ်ခါကသူ့မိမစီကအကျွေးပြန်တောင်းမိလို့ဖိုးမောင်မိမကြော့ကြော့ဆိုတာနာမည်နဲ့လိုက်အောင်ကြော့ကြော့လေးနေတာရေမိုးချိုအလှပြင်ပြီးချဲတီကိုင်းလိုက်အမေစီကအထယ်စားတွေလာပေးယူရောင်းလိုက်နဲ့တနေ့လမ်းပေါ်မှာအချိန်ကုန်တာအပြောကတော့ချိုပါမိသက်ကိုမကြီးနဲ့ငွေလိုက်ချစ်တတ်တယ်မိသက်လဲသူ့ငွေတူငွေစားရပါစေဆိုပြီးအထယ်လေးတွေဝယ်ပေးရောင်းခိုင်းကြည့်ပေါ့အမျက်မမြင်ရတဲ့အပြင်အရင်နောင်ပဲစီရောက်နေတယ်မသိပြန်တောင်းတော့မျက်နှာကမကြည့်ဘာစကားမှလည်းမဆိုးလင်းတော်မောင်ကိုသာတန်တော်ဦးတင်ရင်မောင်နှမကြားသွေးခွဲတာမိသက်လေမိသက်ကြုံသမျှကိုရင်ဖွင့်ပြလိုက်ခြင်းနဲ့အတင်းပြောရရောက်မှလဲဆိုကိုမောင်ကိုလှန်ထောင်းရလဲရောက်မှဆိုနဲ့သမီးလေးကိုတင်းဖယ်ရင်မြို့သိပ်ထားခဲ့ရတာများပါပြီမိသက်ပြောသမျှကိုစိတ်ရှိနဲ့ဘယ်သူနားထောင်နိုင်မလဲနော်ဖေးမမဲ့သူရှာနေတဲ့မိသက်ကိုပြောပြကြပါအောင်ရှင်တကယ်တော့မိသက်ကြုံတွေ့နေရတာအိမ်တွင်းကြမ်းဖက်မှုပါကိုဒီလက်ရောက်ရိုက်နှက်မှအကြမ်းဖက်တယ်လို့ထင်မရောက်စေချင်ပါဘူးမိသားစုတွင်ငွေကြေးလီလည်မှုတွေမကနှိမ့်ချဆက်ဆံတာခွဲခြားခံရတာစိတ်ပိုင်းဆိုင်ရာထိုးနှက်မှုတွေဟာအိမ်တွင်းကြမ်းဖက်မှုတွေပဲဖြစ်ပါတယ်ကျမတို့တွေဟာလင်မယားကြားကတော့ကစားဖြစ်တာလက်ပါတာနှိမ့်ဆက်ခံရတာတွေကို domestic violence လို့သိထားကြပေမဲ့မိဘနဲ့သားသမီးမောင်နဲ့နှမကြားပြဿနာတွေကိုတော့ family norms တွေရိုးရာယုံကြည်မှုတွေနဲ့ချုပ်နှောင်ထားတတ်ကြပါတယ်တကယ်တော့လူဟာလူပါပဲယောက်ျားမှလူမဟုတ်သလိုမိန်းမလည်းလူခလေးလည်းလူအဖိုးအဖွားလည်းလူပါပဲလူကိုလူလို့လေးစားတတ်မှလောကလူပေါင်းသားရမှာပါဒါကြောင့်မိသက်လို့အိမ်မနေရတာစိတ်မသက်သာသူတွေစိတ်ရောလူကိုပါညှဉ်းပန်းခံရသူတွေဟာစိတ်သက်သာရာအဖြစ်တစ်ခုကိုရှာသင့်ပါတယ်ဒီလိုလူတွေအတွက်အပြုံးမဲ့ page လေးကနွေးနွေးထွေးထွေးကြိုဆိုလျက်ရှိပါတယ်ရင်ဖွင့်ခြင်းလိုပဲဖြစ်ဖြစ်ဗစ်တန်တွေကိုကူညီခြင်းလိုပဲဖြစ်ဖြစ်လောကငရဲကနေကိုယ်တိုင်လွတ်မြောက်ခြင်းလိုပဲဖြစ်ဖြစ်ဆွေးနွေးတိုင်ပင်လို့ရပါတယ်နော် domestic violence ကင်းစင်နဲ့လောကသစ်စီသွားတယ်အရွေးတစ်ခုမှာကိုယ်တိုင်ပါဝင်လိုက်ရအောင်လား